မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကျွန်တော်တို့18ရက်နေ့3လပိုင်းဗုဒ္ဓဟူးနေ့ကျွန်တော်ညနေ4နာရီခွဲတော့ကိုကျွန်တော်အကောင်းဆုံးမိသားစုအဖွဲ့ဝင်များကိုကျွန်တော်ခေါ်ပါမယ်အဲ့ဒါမပြောခင်ပါကျွန်တော်ဒီနေ့မှာကျွန်တော်ဗုဒ္ဓဟူးနေ့နေခင်း12နာရီမှာကျွန်တော်နှစ်ထိပ်စီပေးခဲ့တယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုကျွန်တော်နှစ်ထိပ်စီပေးခဲ့တယ်အဲ့ဒီမှာကျွန်တော်တင်ကွက်ဖြစ်တဲ့ကျွန်တော်တို့ဒီ20နဲ့နှစ်တစ်ကိုကျွန်တော်ပေးခဲ့တယ်ပေါ့နော်ကျန်တဲ့အရန်ကဏ္ဍကတော့မိတ်ဆွေများတီးပြီးသားဖြစ်မှာပါကျွန်တော်20နှစ်တစ်မှာ main organ နှစ်ကွက်ကောင်းမှာ21ကတော့ထွက်သွားပါတယ်အဲ့တော့မိတ်ဆွေများအားလုံးထပ်ပြောချင်တာကကျွန်တော်တို့ဒီနေ့ဗုဒ္ဓဟူးနေ့ညနေမှာမိသားစုဝင်အသစ်များကိုခေါ်ရမယ်တခါမှမဝင်ရသေးဘူးဆိုတဲ့မိတ်ဆွေများအားလုံးရှိရင်လည်းဖိတ်ခေါ်ပါတယ်ဝင်ပြီးသားမိတ်ဆွေများကိုလည်းကျွန်တော်ဒီအကောင်းဆုံးထပ်ပြီးကြိုးစားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီညနေတစ်ချိန်နဲ့ကျွန်တော်တို့ဒီကြံတဲ့4ချိန်ပေါ့နော်ကြံ4ချိန်အခုညတစ်ချိန်ပေါ့ကြံ5ချိန်မှာမိသားစုအဖွဲ့ဝင်ကျင်းတဲ့မိတ်ဆွေများအားလုံးလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာတခုပြောချင်တာကဒီညနေတစ်ချိန်ကိုကျွန်တော်အခုဝင်မဲ့မိတ်ဆွေများအသစ်တွေကိုကျွန်တော်လက်ဆောင်ပေးပါမယ်ဘာပေးမလဲဆိုတော့ကျွန်တော်ဒီအထူး main ကဏ္ဍဒီ share နှစ်ကွက်ကောင်းကိုကျွန်တော်ပေးမယ်ပြီးကြရင်ကျွန်တော်ဒီတပတ်စာကပ်ပါကျွန်တော်လက်ဆောင်ပေးပါမယ်ခင်ဗျာဗုဒ္ဓဟူးမကျော်အပြီးခွေရလဲမနေ့ကဆင်းသွားတယ်ဒီဗုဒ္ဓဟူးမကျော်ဒီပေါ့နော်ဗုဒ္ဓဟူးမကျော် break ဆင်းတယ်ပြီးကြတော့အကျွေးကြည်ပတ်တီးဆင်းတယ်အကုန်လုံးဆင်းပါတယ်ခင်ဗျာအဲ့တော့ကြံ9ချိန်မှာမိတ်ဆွေများအားလုံးမိသားစုအဖွဲ့ဝင်ကျင်တယ်ဆိုရင်အထူးလျှော်စေးမြန်မာငွေပတ်သက်1000ကျပ်ထဲနဲ့လာရောက်ဝင်လို့ရပါတယ်ခင်ဗျာမြန်မာငွေပတ်သက်1000ကျပ်ပါခင်ဗျာမြန်မာငွေပတ်သက်1000ကျပ်ကမိတ်ဆွေများအားလုံးတွက်ကြည့်မယ်ဆိုရင်တစ်ချိန်ပတ်သွားနော်ဒီနှစ်ကင်းတစ်ချိန်မှဒီနော်ပတ်သက်2000ပဲကျမှာနော်မိတ်ဆွေများအားလုံးအနေနဲ့ဝင်မယ်ဆိုရင်ဒီတစ်ချိန်မှပတ်သက်2000ပဲကျမှာပါကျန်တဲ့အဲ့ဒီ9ချိန်ကိုကျွန်တော်နေတိုက်ကောတပတ်စာကတ်တွေရောအကုန်ကျွန်တော်ထပ်ပြပါမယ်ကြာတာပတိမကျော်တဲ့ပတ်တိတစ်လုံးရှိပါသေးတယ်အဲ့ဒီပတ်တိတစ်လုံးကိုကျွန်တော်ဒီပေါ့နော်လက်ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျာဘယ်လိုဝင်ရမလဲဆိုတော့ကျွန်တော်ရဲ့ Viber နံပါတ်3996944000ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်Viber နံပါတ်3996944000ပါခင်ဗျာအာမခံချက်ရှိလားမင်းနေမိသေးမှာကျွန်တော် group မှာကျွန်တော်တင်ပေးထားပါတယ်ကျွန်တော် group လူပေါင်း300ရှိပါတယ်အမှတင်ပေးထားပါတယ်မပေါက်ရင်တပတ်လုံးနေလို့မှရှုံးနေဆိုရင်ရှုံးချင်းငွေကိုပြန်ပေးပါလေခင်ဗျာဒါပေမဲ့မိတ်ဆွေအနေနဲ့ထိုးထားတဲ့ထိုးကြေးရဟာတော့ကျွန်တော်ကိုလှမ်းပို့ပေးရပါမယ်တင်းကျင်းစီကျွန်တော်ဘက်ကနေပြန်ရောပေးပါလေခင်ဗျာအာမခံချက်ရှိပါတယ်เนาะအားလုံးပဲဖိတ်ခေါ်ပါတယ်ဝေ့ကေးပေးရပါမယ်